China, This is my first time in China. Hello, man, bro. This is normal. တင်းတင်းလည်းကစ်စင်နေဆွဲပြီးရောလား တိုးပြီးတကလား ကျွန်တော်အခုပျော်ရွှင်မြူငါဖန်တီးရင်ဒီဘန်းရှိကိုတွန်းအားနေပါတယ်ကိုတင်နေဆိုမိမ2ယောက်လောက်တင်ဝင်မပြီးတော့ကျွန်တော်လေးသားတယ်တင်မေးပါဦးကဲဒီနေ့ကတော့တွေ့ပြီးတော့မှာဖြစ်ပါတယ်ဘာတွေမူနေရလဲပေးပါဟာလားပေးပါရော့ပေးပါဘာပေးပါအဘယ်ပါဆောင်းမနှုတ်ဆက်ဘာမို့ဒီဝဲကဲမနော်Oh thank you ပပဝါပြီလေတမီးတွေဝါပြီနော်ဒီစက်ကို17နာရီရောက်လို့တော့အားလုံးချိန်တာဟိုကကျွန်တော်တို့ကတောင်းမဲ့ခီးစဉ်လေးမှာဘာတွေပြောကြမလဲဆွေးနွေးနေပါတယ်အလွတ်ကျတဲ့ဟာတွေအများကြီးပါကျေးရအောင်ဘယ်တော့မှတော့ travel blog တွေရိုက်ဖို့များတယ်ဒီခီးကပြန်လို့ရှိရင်ကျွန်တော် Pro DB ဆိုတဲ့ဇာတ်လမ်းလာတယ်အဲတော့ကျွန်တော်ဒီနေ့ထဲမှာအရှိရာဆုံးဇာတ်လမ်းလို့ကျွန်တော်ထင်ပါပဲအဲလာလိုက်မြစ်ကြီးကိုဖြတ်တယ်ဖြစ်လာအဲ့ဒီတစည်းတက်စီအောင်ကျွန်တော်အခုဒိုင်နိုဆောရပြအောင်ဖြစ်ပါတယ်ကိုမလေးစိတ်မှာချုံချင်းအပေါ်အမေ transit စီးရောပါမယ် Yes. ဒါပေမဲ့လေရင်ကနောက်ထပ်3နာရီတော့ဆောင်ဒီတော့ဆိုင်နေတယ် Okay, where we go? ခုကတော့ကျွန်တော်တို့ခေါက်ဆက်စားမှာဖြစ်ပါမယ် China. This is my first time in China. Okay ချုံချင်းရပါပြီဒါတော့ကျွန်တော်တို့ရဲ့တော်သားခေါင်းလောက်ပဲဖြစ်ပါတယ်မှန်ပါလား Doors 1 to 9 and 8. Hello, man, bro. This is normal. တင်းတင်းလည်းကစ်စင်နေဆွဲပြီးရောလား တိုးပြီးတကလား Welcome to Chongqing. This is the largest city in China. Yeah, and my name is Nick. Okay ဟိုတက်ကြောင်ရောက်ပါပြီမိုက်ပါမဆိုပါဘူးမြန်ချေရုံမဟုတ်ပြီမယ် it's pretty good morning oh, nice hello morning မော်ningလို့ Okay ကျွန်တော်တို့အခုချုံချင်းရဲ့ Livian Automotive Technology Factory ကိုသွားပြီးတော့လေ့လာမှာဖြစ်ပါတယ်။ Over Hello ကျွန်တော်တို့ Livian Factory ကိုရောက်နေဖြစ်ပါတယ်။အခု Factory ကိုဝင်တော့ Livian R8 ရဲ့ Maple R8 ဆိုတဲ့ series နှစ်ခုကိုကျွန်တော်တို့ဒီချုံချင်းရဲ့ Factory မှာလာကြည့်တာ Look at thisအဲ့ဘာလဲတော့ဒီတော့ taxi ပဲဝယ်လို့ရပါတယ်အင်ဒီကားတွေကတော့နောက်ပါ this traffic သူတို့မှာဟိုမှာစက်ရုံတွေ heavy တွေဟိုမှာထုနေတဲ့ဟာဘာထုတာလဲတော့ကျွန်တော်လည်းမသိနေကသွားပြီးတော့လေးလာချင်အောင်နော် right guys တိုင်းကြည့်လို့ရပုံမှန်24နာရီဆိုရင်ကားအစီးရေ order 300လောက်ထွက်တယ်။ဒါလို့ order များခဲ့အဲ့ဒါပို့ပြီးတော့ထွက်တယ် သူတက်ငင်းတာ9ခုရှိတယ်တက်ငင်းတာ9ခုကပထမဆုံးတစ်ခုမှာတန်ပြားကိုစပြီးတော့ထည့်လိုက်ရတယ်တစ်ခုနေ ။โอเค ဘယ်လိုလို့ရှိရင်ဒီမှာတကားပြတ်သွား ။ကားဖြစ်သွားတယ် တကားအဲတန်ပြားလို့ရအောင်တကားနေရွက်ရ ။အော်ဒါကနှစ်ရွက်ရတယ်။ကျွန်တော်တို့ကားနဲ့ပတ်သက်လိုက်ဘာမှမသိဘူး။ဝယ်ရင်တော့ဆက်တယ်။ဆို robotic တွေတုံးလာတယ်။ဒါ body frame လုပ်တဲ့ line ဒီမှာအဲ့စက်ရုပ်တွေနဲ့ body frame ပဲလုပ်တာ။ဒီကနေကျွန်တော်လှမ်းရိုက်တာကိုရိုက်တာ။ဟုတ်။သူအမှ brain soda တီးတာတောက်တာဖြတ်တာနဲ့ပြီးတော့ဒီဘက်ကိုရောက်သွားတယ်။ဒီဘက်ကိုရောက်လာ။ဒီဘက်ကိုရောက်လာပြီးတော့အဲ့မှာသွားကားတစ်စီးလုံးအဲ့လိုမျိုး frame ဆင်
ခေါ်ဆက်ရုံမှာအားလုံး break time ပြီးသွားပြီအခုမှဆက်သွားကြမှာကွာကျွန်တော်လည်း Okay ကျွန်တော်တို့လှည့်ရောက်ပြီကျွန်တော်တို့အခုဒီ parking ထဲမှာ Hello တော့ parking ထဲမှာ Levan RL8 ဒါ EV ကားစတောင်းပြေတွေပတ်ကြည့်လိုက်မှာနော်ဂီလီယာထုတ်တာ first look ပေါ့ Okay yeah Wow အေးလိုက်တာ Okay အပြင်ပိုင်းကြည့်ရောဒီဇိုင်းကမိသားစုအရင်ဆက်တယ် Can you see ခုံလန်း3လန်းခုံလန်း3လန်းပါကားကြီးရထိုးတာတော့ဖြစ်သွားတယ်ဒါလေးနဲ့ပြောင်း Eco mode ပါမယ် traction control ဒါဖုန်းချတာဒါ parking brake လာပါလားကျွန်တော်မသိဘူးတော့ရတဲ့ပုံစံမျိုးဖြစ်တော့ဒီမှာဘာတရုပ်စာရေးတာ I don't know steering power steering yeah properly yes ဟုတ်ပါမယ်ဘာညာနောက်နှစ်ပေါက်ရှေ့နှစ်ပေါက်ဒီမှာ lock ဘယ်ညာမှန်းချိန်ပါဒါဖွင့်တဲ့ style တွေပဲသွား control ရမီးတင်တာတို့မီးချတာတို့မီးအလင်းချိန်တာတို့ဘာညာပေါ့အဲ့လိုမျိုးလေးပါဒီထားလေးလာကပ်ရတော့ရင်တိတ်မကျဘူးကြအရင်လည်းကျင်းနေတယ်ပေါ့ဒီမှာအလဲပေါ့ဒါတော့ခူးပေါက်မဟုတ်ရိုးရိုးပဲဒီမှာဖုန်းရှိရဆိုဖုန်းထောင်မယ်ဒီမှာဖတ်နှစ်ခွက်ပေါ့နော် coffee pot chop sunroof မပါဘူးဒီတကားတဘာလို့လဲ auto ဖွင့်လာပိတ်တာလားဒီကောင် range ဘယ်လောက်ရလဲ range က945ကီလိုကျွန်တော်သွားလို့ရမယ်ဗျာ Okay 945 ဒီ capacity ဆိုရင်တော့68ပေါ့နော် 68 ဟုတ်ကဲ့ဟုတ် motor power တော့120ကီလိုဝတ်အပြင်ပါဟုတ် Okay 160taxi ရရင်ရအောင် taxi engine ရမယ်ပြီးတော့လို့ရှိရင်တော့ AC ကိုတော့ကျွန်တော် SKD နဲ့ထုတ်ပါ Okay AC ရော SKD နဲ့ထုတ်ကျွန်တော် taxi ဆွဲလို့ရတယ်ပေါ့ ဆိုပြီး စိုးအောင်မိုက်ပါဒါကျွန်တော်မစီးဘူးသေးတော့ဘယ်လို fish ရအောင်မပြောတော့ဘူးဒါကတော့ first look ပေါ့ဒီမှာမီးပါ ဒီကောင်တော့ alpha ပုံစံလိုမျိုးရှောက်လန်းလေးဖြစ်သွားတာဟုတ် ဒီကောင် site ကတော့ width တက်တော့ပို့ပြီးတော့ကြီးသွားတယ် Okay ပို့ပြီးတော့လည်းအလယ်မှာရှောက်လန်းနေဆိုတော့ပို့ပြီးလက်ဆက်ပြီးဖြစ်သွားမှာတက်စီနဲ့မိသားစုဝင်များတဲ့ဒီအတွက်ဆိုရင်တော့ အဆင်ပြေတယ် ပို့ပြီးတော့ဆက်ပြီးတော့ဒီလေးများများဆန့်ပစ္စည်း နောက်ပစ္စည်းလေးထည့်လို့ရတယ် ခုံလဲခုံလို့ရတယ် ခုံလဲခုံလို့ရတယ် Okay နောက်ခန်းကိုဝန်ထိုင်ကြည့်ရအလေပေါက်လေးရတော့နည်းနည်းခန္ဓာကိုယ်ကြီးရလူတွေတော်တော်ဝင်ရခတ်မှထင်တယ်နော်နောက်ကတော့ comfortable အဖြစ်ဆုံး seat တော့မဟုတ်ဘူးပေါ့နော်အော်ဒီတော့ကုန်ချလို့ရအေးဟုတ်တယ် sorry ဒီလိုကြီးရထိုင်မကောင်း Okay ဒါကတော့နောက်ဖုံးအောက်မှာ compartment ကျဲတယ်mask ကြီးဒီမှာဟိုလုပ်လို့ရချိတ်လို့ရဟိုချိတ်တဲ့ဟာလေးပါဒါတော့ some type of van ဟုတ်ဒီကောင်ခောက်လိုက်လို့ရ Levan RL8 EV ပဲဖြစ်ပါတယ်ကျွန်တော်အခုပျော်ရွှင်မှုငါဖန်တီးရင် Levan ရှိကိုတွန်းအားနေပါတယ် ရွှေမှုတွေဖန်တီးကြမယ် ကိုထုံးကိုရဲဝါတော့ကားထဲဝင်ပြီးသွားဆိုတော့လောက်ပါဘူးတောင်းမရောက်သေးတဲ့ နေရ နည်းနည်းလေးပြောပြပါဦးခင်ဗျ တော်တော်ကျဲတယ်ဒီမှာဒူးနဲ့အလွတ်ကြီးဒီမှာကြီး နောက်ခက်တကယ်ထိုင်လို့ရ ထိုင်လို့ရတယ် နော်ရှင်းပါလေအမှန်တမ်းပြောရင်တော့ဒီမှာကိုထုံးတို့ဆိုရင်မှာဒူးလေးပါညှို့သေးတယ် ရရှိရဲဆိုလဲစေးပဲရှိရနော် နော်ဒီလိုချင်းပြီး ခွေးတွေရောကုန်တင်လို့ဟုတ်တယ် ကိုတင်ငယ်ဆိုမိန်းမ2ယောက်လောက်တင်လို့ တတိတော့ကျွန်တော်လေးသားတယ်သင်မေးပါဦး ကျွန်တော်ပျော်ရွှင်မှုငါဖန်တီးဖို့စင်တူလေးဝယ်ကြဆိုဒီ တမင်မစားခင်ကကြည့်ခဲ့တဲ့ factory ကကြတော့အကျန်းပေါ့နော်ဒီတကားတွေကား body parts တွေထုတ်တယ်ဒီဘက်ကကြတော့အချောပေါ့ဒါကတော့သူတို့မှာရှိတဲ့ charm model လေးဒီကောင်ကတော့ကျွန်တော်တို့ခုနကြည့်ရဲ့ကားပေါ့ဒါတော့ finish ပြီးသွားတဲ့ဟာတွေပေါ့နော် Levan RL8 ဒီကားလေးလည်းချစ်စရာဒါမှန် silicon ထိုးတာစက်ရုံနဲ့ထိုးတာနော်ဒီမှာကားဖန်ပါဒီမှာဖန်ပါတယ်သူတို့အဲ့မှာတယောက်ချင်းစီဝင်ပြီးတော့ကိုယ်ပိုင်တဲ့ကိုကတ်နေကြဒါဆို dust spare ပစ္စည်းဟိုမှာ engine တွေအလုံးလိုက်စား engine ပိုင်းတွေ အားစိတ်ရုံနေတော်တော်များများကျယ်ဖို့မလို့ရှည်ဖို့ပဲလို့ ပြေဖို့ပဲဒီမှာကား finish ထွက်လာတဲ့နေရာသွားကြည့်လို့ရတယ် ရှည်ဟိုးမှာ ဟုတ်ကြည့် ဟောမှာပေါ့ဟုတ်တယ် Okay ဒီမှာဘယ်ရောညာရောသူတို့တွေတောက်လျှောက်လူနဲ့ပဲဒီကတော့ကား engine ကန်တွေတောက်လျှောက်ကင်နေတာကူလန့်ထဲအတိုင်ကြီးရွှိုးခြင်းကူလန့်တော့ဒီမှာ hall mark ခါဆန်းတယ်ဒါ Levan RL8
ဒါ finish ပြီးတော့ပါ ဟိုလူနဲ့ပဲအရင် check လုပ်ကြည့်ရအောင်သေးတွေ body တွေ Okay ဒီထဲမှာအရင် check လုပ်တယ် Okay ဒီမှာဟိုဘက်မှာတော့ water testing လို့ရှိရအောင် yes Okay ဒီကောင်ကဒီမှာ finish line ခင်သူဒီထဲသွားမယ်ဒီထဲကြီးသွားပြီးလို့ရှိရင်ဟိုဘက်ကျရင် QC လာလိမ့်မယ် Okay ကျွန်တော် QC ဘက်ကိုသွားကြည့်အော်ဘိုင်းလေးစမ်းကြည့်လိုက်ရဒီတစ်စီးကအိန္ဒိယပို့မှာပါဟိုတစ်စီးက UK ကိုပို့မှာပါဟိုတစ်စီးက Nepal ကိုပို့မှာပါ လူကြီးอ่ะ ကျွန်တော်အဲ့လိုကားရတဲ့ connection ရှိဟိုခန့်စေးမုတ်တာလားဒါတော့ကျွန်တော်ခုပြီးွားတဲ့ကားတွေပေါ့ဒီမှာလာထိုးပြီကောတော့ဒီမှာတော့တချို့ QC pass မဖြစ်တဲ့ဟာတွေဆိုတော့ပြန်ပြီးတော့ inspection ပြန်ဝင်ပေါ့โอเคကျွန်တော်ဟိုမှာမြင်နေရအခန့်ကားလေး pressure gun နဲ့ဖြန်းလာရေလုံးမလုံးစစ်တာပေါ့အဲ့တော့ဒီပေါ်တင်ပေးပြီးတော့ခြေဆေးရတော့ဖြစ်โอเคဒါပထမဆုံး EV မှာဝင်ဖြစ်ပါတယ်ဒါကတော့ line အဲ့လိုပေါ့နော်လုံးဝလမ်းမညီတဲ့ line โอเคတော်လေးဘာမှမခံရအောင်နော်โอเคဒါကတော့ gravel road gravel မဟုတ်ဟိုကြောက်ဆက်လက်ခဲ့ကြီးအာလူကြောက်โอเคပြီးရင်ကျွန်တော်ပို့ပြရမယ်ဒီက instructor တော့ကြောင်းနေတဲ့ပုံမှာပဲโอเคဟုတ်ပြီဒါကတော့တန်ချောင်းတွေပေါ့နော် construction ဆောက်တဲ့ဟုတ်လားတန်ချောင်းလိုမျိုးပြီးသွားတယ်ဒါပေါ်မှာဖြတ်မောင်းရေးဖန် slope up နေလာပြီโอเคဂျိုင်းနေလာဟိုနောက်တဲ့ဂျိုင်းနေဘူးတက်ဖြတ်တယ်ဒါတော့ကျွန်တော်ရဲ့ပထမဆုံး EV မောင်းတဲ့အတွေ့အကြုံဖြစ်ပါတယ်အခုကျွန်တော်အဖွဲ့ရည်ပြန်သွားဒီဗန်ဟက်ကွာတာကိုသွားနေဖြစ်ပါတယ်ဒီဗန်ဟက်ကွာတာထဲမှာတက်ပုံသွားရိုက်ကြโอเคဒီနေ့ကျွန်တော်တို့ခြုံချင်းက Liban Factory ကိုလေ့လာပြီးသွားပြီဘူးစားရအများကြီးရတယ်။ကဲတော့နောက်နေ့တွေလည်းဘာတွေလာမလဲဆိုတာဆက်ကြည့်တာ။